Hello Mirrors လေးတို့ရေ MEI ရဲ့အပတ်စဉ် podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတော့စုပါရှင်။ဒီတစ်ပတ်မှာတော့စုရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့စာအုပ်တို့အကြောင်းကိုပြန်ပြီးတော့မျှဝေပေးသွားပါမယ်။ Mirrors တို့ရေအရင်ဆုံးအနေနဲ့စာအုပ်စာပေတွေအကြောင်းပြောရအောင်နော်။စာပေအမျိုးအစားတွေကိုရေပူရအားဖြင့်2မျိုးနှစ်စားခွဲခြားနိုင်ပါတယ်။ဗဟုသုတတွေပေးနိုင်တဲ့သုတစာပေနဲ့ခန်းစားချက်တွေစာရေးသားတွေပေါ်မှာစာဖတ်သူကလိုက်ပါစီးမျောစေနိုင်မဲ့ယတစာပေတွေဆိုပြီး2မျိုးရှိပါတယ်။အခုကျမပြောပြမယ့်စာအုပ်ကတော့သုတစာပေအမျိုးအစားဖြစ်တဲ့စာရေးဆရာဗမော်သိန်းဖေရဲ့အိမ်မက်လှလှအောင်မြင်သောဘဝဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ Mirrors လေးတွေထဲမှာလည်းဒီစာအုပ်ကိုဖတ်ဖို့ကြားဖို့ကြားတဲ့သူတွေရှိကြမှာပါနော်။ဒီစာအုပ်လေးထဲမှာတော့ဆရာဗမော်သိန်းဖေကလူတယောက်ရဲ့အတွေ့တွေကသူ့ရဲ့ကံကြမ္မာကိုဘယ်လိုဖန်တီးသလဲဆိုတာကိုအဓိကအနေနဲ့ရေးသားထားပါတယ်။ဒါအပြင်စိတ်သက်ကြနေတဲ့သူတွေကိုအားပေးထားရုံနဲ့မဟုတ်ဘဲလက်တွေ့ဘဝမှာအောင်မြင်အောင်ဘယ်လိုစူးစမ်းရမလဲဆိုတာကိုလည်းလမ်းပြပေးထားပါတယ်။ဒါကြောင့်မို့စာအုပ်ကောင်းတစ်အုပ်ပါပဲ။အဲဒီစာအုပ်ထဲကနေကိုယ်တိုင်လက်တွေ့လိုက်နာခဲ့တာကြောင့်ကျမရဲ့ဘဝကိုပြောင်းလဲစေခဲ့တဲ့အချက်၄ချက်ရှိပါတယ်။ဒါတွေကတော့နံပါတ်1အနေနဲ့ကိုယ့်ရဲ့အတွေးတွေကိုပြောင်းလဲပါ။ငါမလုပ်နိုင်ဘူးဆိုတဲ့အတွေးကနေငါလုပ်နိုင်တယ်ဆိုတဲ့အကောင်းမြင်စိတ်ကိုပြောင်းပြီးတော့ထားနိုင်ရပါမယ်။အရေးကြီးတဲ့နောက်တစ်ချက်ဖြစ်တဲ့နံပါတ်2ကတော့အိမ်မက်ရှိဖို့ပါ။ရီမန်းချက်တွေမရှိတဲ့ဘဝကလမ်းပြောင်းနေတဲ့လှေနဲ့တူတဲ့အတွက်တိကျတဲ့အိမ်မက်တစ်ခုရှိဖို့လည်းလိုအပ်ပါတယ်။နံပါတ်3ဆိုရင်တော့အရှုံးတွေကိုမကြောက်ပါနဲ့။လက်ရှိချိန်မှာအောင်မြင်နေတဲ့သူတိုင်းကတစ်ချိန်လုံးကအရှုံးတွေရုန်းကန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရမှုပါတယ်။ဒါကြောင့်နောက်တစ်ချိန်မှာအောင်မြင်ဖို့ဆိုရင်အရှုံးတွေကိုမကြောက်ပါနဲ့နော်။နောက်ဆုံးချက်အနေနဲ့ကတော့ဇွဲရှိဖို့ပါပဲအိမ်မက်ကတော့ရှိပြီဒါပေမဲ့ရက်နေလို့မရအောင်ဒီအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်မှုအတွက်မလျှော့တဲ့ဇွဲလုံးသားတွေနဲ့အတူလက်တွေ့လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်ဆိုတော့ဒီအချက်၄ချက်ပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါမှာကျမတို့အနေနဲ့ကိုယ့်ရဲ့အိမ်မက်တွေကိုရှင်းရှင်းလင်းလင်းသိသွားနိုင်တဲ့အပြင်ကိုယ့်အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ကြုံတွေ့လာနိုင်တဲ့အခက်အခဲတွေကိုလည်းရင်ဆိုင်နိုင်မဲ့ခွန်အားတွေရရှိလာနိုင်ပါတယ်ပြီးတော့မဖြစ်နိုင်ဘူးဆိုတဲ့အတွေ့အထက်ငါလုပ်ရင်ဖြစ်တယ်ဆိုတဲ့အတွေ့တွေပေါ်လာပြီး confidence တွေလည်းရရှိလာနိုင်ပါတယ်။ဒါကြောင့်ဆရာဗမော်သိန်းဖေရဲ့အိမ်မက်လှလှအောင်မြင်သောဘဝဆိုတဲ့စာအုပ်လေးကိုမဖတ်ကြည့်ရသေးတဲ့ Mirrors လေးတွေကိုဖတ်ကြည့်ဖို့ recommend လုပ်ချင်ပါတယ်နော်။ဒီတစ်ပတ်ရဲ့ podcast အစီအစဉ်လေးကတော့ဒီလောက်ပါပဲရှင်။မင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ MEI ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။